တယောက်ကတော့ခုဒီတိုင်းအိမ်မရပါအလွန်တစ်ချင်းများဤဆိုနေနေမှာကျွန်တော်လွမ်းများနဲ့မိတ်ဆွေဖြစ်တော့မှာချင်တာရဲ့ဒီတဲ့များတော့မခဲ့မယ်ခွေ reply လေးလေးအမြင့်ချကိုထဲရေးကြည့်ရရှိသေးတာအမေဖုံးဆက်လို့ပြောရတယ်တိန်နာလေးကမပီပါကိုလိုလူဟာတတ်တာပါရှုံးပြီးသားပါရှုံးပြီးသားရုံလွယ်သူဟာဖြတ်ဝီပါကိုတရားရေတမုံနဲ့ဆုံးသက်သွားပြဆက်လေးဟာကောင်းလိုက်တာနောက်ဆုံးကြတော့ခြေခွဲရပြတ်တာလေးခမအသေးဆက်ခါသူချေချောင်းတွေပြသွားရှာရာဆွေနဲ့မှထေရှာတလောက်အပြင်ပိုင်းကြတော့အံ့ဩစရာကိုပေးဆက်တလောက်ပြန်မရပါတန်ဖို့ဆိုတာမေ့ထားလိုက်